ဝိုင်းရဲ့ဆိုတော်တွေတဲ့အတန်ပါဝါကောင်းနေလို့ချီးကျူးခံနေရတဲ့အောင်စမှုပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်စိတ်ထွန်းမြန်မာအနေနဲ့ပြန်ကြိုဆိုလိုက်ပါတယ်အနုပညာလောကမှာမကြာခဏကြားလေးရှိရတဲ့စကားတစ်ခုရှိပါတယ်အဲ့ဒါကတော့တရုတ်ဆောင်တွေစမင်းသားတွေတချီးဆိုရင် professional ဆိုတော့စစ်တွေလောက်ဘယ်တော့မှမကောင်းနေဘူးဆိုတဲ့အယူဆပါပဲဒါပေမဲ့အခုချိန်မှာတော့အဲ့ဒီလိုမျိုးတမန်ရိုးကျတွေးခေါ်မှုတွေကိုလုံးဝပြောင်းပြန်လှန်ပစ်လိုက်တဲ့စက်ပွေးတစ်ပွင့်ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်သူကတော့ဇက်ခုံပေါ်မှာခါပြဖြောပြရန်တွေမကပဲမိုက်ခရိုဖုန်းကင်လိုက်ရင်လည်းတကွေးလုံးကိုဟိန်းထွက်သွားစေလောက်တဲ့အတန်ပါဝါကိုပိုင်ဆိုင်ထားတဲ့စက်မင်းသားလေးအောင်စမှုပဲဖြစ်ပါတယ်ဒီရက်ပိုင်းလူမှုကွန်ရက်ပေါ်မှာအောင်စမှုရဲ့တချင်းဆိုနေတဲ့ဗီဒီယိုဖိုင်တွေကအတော်လေးကိုဟိုးလေးကြော်ဖြစ်နေရလဲဖြစ်ပါတယ်တာမန်အားဖြင့်စက်မင်းသားတွေဆိုရင်အတန်ချိုချိုအေးအေးလေးတွေမြန်မာတန်စင်တွေကိုပဲပို့ပြီးတော့ပိုင်ပိုင်နိုင်နိုင်ဆိုလေးရှိပါတယ်ဒါပေမဲ့အောင်စမှုကတော့တကယ်ကိုကွဲထွက်နေပါတယ်သူရဲ့အတန်ပါဝါနဲ့အတန်ထွက်ကမြမဂီတာလောကရောအစောတော်ကြီးဇော်ဝင်းတို့အတန်အားကောင်းလုံးနဲ့ဝိုင်းရဲ့ဆိုတော်ကြီးတာတီးလူနဲ့လူငယ်တွေရဲ့အသေးဆွဲဝေလာတို့လိုထိတ်တန်ဆိုတော်တွေရဲ့အတန်ထားမျိုးနဲ့တော့နိုင်ရှိနိုင်စွမ်းရှိနေပါတယ်အထူးသဖြင့်တာတီးလူရဲ့ရန်သူတော်6ပါလိုမျိုးအတန်အယမ်းယူရတဲ့တခြင်းတွေကိုဆိုတဲ့အခါမူရဲ့ဆိုတော်တွေထက်ကြောင်းပို့ပြီးတော့အသက်ဝင်နေသလားအတန်ပါရမီပိုကောင်းနေသလားလို့ပရိသတ်တွေကတခန့်နဲ့ချီးကျူးနေကြတာလည်းဖြစ်ပါတယ်တခြင်းတစ်ပုဒ်ကိုဆိုတဲ့အခါလေယူလေသိန်းဒါမကပဲခန်းစားချက်တွေကိုအပြေအဝထဲ့သွင်းတည်ဆိုနိုင်စွမ်းကသူ့ရဲ့အကြီးမားဆုံးလိုအပ်ချက်တစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ်အောင်ဆောင်မှုကိုဒီလောက်ထိယူမှုအားပေးကြတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့သူ့ရဲ့ဆက်ဆောင်မှုရှိလုံးနဲ့ရုပ်ရည်အသွင်ပြင်ကြောက်ပါဖြူဝင်းနူးရနေတဲ့အသားရည်တမ်းမြတ်တဲ့မျက်နှာပေါက်တွေကြောင့်ကိုရီးယားဆက်လန်တွေထဲကမင်းသားတစ်ပါးအပြင်ကိုရောက်လာသလိုမျိုးအဖြစ်ပြောစရာမရှိလောက်အောင်ကောင်းလွန်နေတယ်လို့သိရှိရပါတယ်ဒီလိုဆွဲဆောင်မှုတွေကြောင့်အမျိုးသမီးပရိသတ်တွေရဲ့အသေးဆွဲကြံမွေနေတပွင့်ဖြစ်လာပြီးတော့အခုဆိုရင်တော့စသဖြင့်လောကမှာတာမကပဲရုပ်ရှင်ဇာတ်ကားတွေနဲ့ကြော်ညာလောကမှာပါအချင်းအဟုန်ပြင်းပြင်းနဲ့နေရာတနေရာကိုအခိုင်အမာရယူထားခဲ့ရတဲ့ဖြစ်ပါတယ်မြန်မာအနုပညာအတိုင်းဝိုင်းမှာလက်ရှိစံကောင်းဆုံးရေပန်းစားဆုံးဇက်မင်းသားတစ်လက်လို့ဆိုရင်လည်းမမှားပါဘူးရုပ်ရည်ချုံမောပြီးတော့အရေးချင်းပြေးဝရုံသာမကပဲအောင်စမှုရဲ့စိတ်ညစ်သဘောထားလေးကလည်းအများရဲ့အချစ်ကိုဖန်ဆားထားနိုင်တာလည်းဖြစ်ပါတယ်ဘလောက်ပဲနာမည်ကြီးပြီးတော့အောင်မြင်နေပါစေပရိသတ်တွေရဲ့ပေါ်အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နွေနွေထွေထွေသူ့ရဲ့နှိမ့်ချတဲ့ဇယိုက်လက္ခဏာစူးစမ်းအားထုတ်မှုနဲ့အနုပညာပေါ်မှာထားရှိတဲ့စေတနာတွေကြောင့်ပရိသတ်တွေကသူ့ကိုတနေ့တခြားပို့ပြီးတော့ချစ်ခင်အားပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ဇက်ခုံဘော်ကအကအခုံအစောအပြောပညာရုပ်တွေမှာဘယ်သူမှမတူတဲ့သူ့ရဲ့ကိုယ်ပိုင်ဟန်ကိုယ်ပိုင်စတိုင်တွေနဲ့အကောင်းဆုံးဖြောပြတင်ဆက်သူတူလို့သတ်မှတ်ကြတာလည်းဖြစ်ပါတယ်။ဒီလိုမျိုးအဖက်ဖက်ပြည့်စုံလုံးနဲ့မင်းသားအောင်စမိုးကစက်သမင်လောကမှာတမိုင်းသစ်ရေးထိုးမဲ့သူတရားလို့တောင်ပရိသတ်တွေကယုံကြည်နေကြတာလည်းဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေကရောအောင်စမှုတခြင်းဆိုတဲ့အတန်းကဝိုင်းရဲ့ဆိုတော်ကြီးတွေဖြစ်တဲ့ဇော်ဝင်းထိုးတာတီးလူဝေလာလို့ထက်အတန်ပါရမီပိုကောင်းတယ်လို့ထင်ပါသလားတရုတ်ဆောင်ပိုင်းနဲ့အဆိုတော်ပိုင်းဘယ်နေရာမှာသူ့ကိုပို့ပြီးတော့အားပေးခြင်းလဲဆိုတာကောမမှာရေးသွားပေးခဲ့ကြပါအောင်ရှင်။